အားလုံးမင်္ဂလာပါဝေလာမဲမိုဘိုင်းစကန်ရောင်းဝယ်မှာကြိုဆိုပါဗျကျွန်တော်ဒီနေ့ပြပေးမယ် model လေးတွေကတော့2သိန်းတစ်ပတ်လေးတွေပေါ့နော်2သိန်းတစ်ပတ်လေးဘာ model လေးရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒီကောင်လေးဆိုရင် 8A 9A လေးတွေဗျနော်ဒီကောင်လေး run 4 64လေးတွေဗျနော်ဒီကောင်လေး run 4 64လေးတွေပါဒီကောင်လေးဆို 8A model လေးတွေနော်2သိန်း1000ခွဲပဲရှိမှာဗျနော်ဒီကောင်လေးတွေဆိုရင်အယောင်2ယောင်ရှိမယ်အနီရမယ်အပြောင်လေးရမယ်ဗျဒီကောင်လေးဆိုရင် 9A ပါဗျ 9A ဆိုလဲ run 4 64နဲ့ကို2သိန်း1000ခွဲပါနော်အပြောင်လေးရမယ်အစိမ်းရမယ်အမဲလေးရမယ်ဗျနော်ဒီကောင်လေးဆိုရင်2သိန်း1000ခွဲပဲရှိမယ်ဗျနော်2သိန်းအောက်ဆိုရင်ဒီကောင်လေးဆိုမှ3သိန်းနဲ့မှ2000ခွဲပဲရှိမှာနော်3သိန်း2000ခွဲကို Vivo Y66 Run 3 32 ကလေးနဲ့ဒီကောင်ဆို3သိန်း2000ခွဲပဲရှိမှာနော်အနေဖုန်းလေးရပါတော့ဒီကောင်လေးရှိမယ်နောက်ထပ်ဒီ Vivo လေးတွေရှိမယ်ဗျဒီ Vivo လေးဆိုရင် Run 464လေးတွေဗျဒီကောင်93ပါခင်ဗျာနော်ဒီကောင်လေးဆိုရင် Vivo Y93ပါခင်ဗျာနော်ဒီကောင်လေးဆိုရင်3သိန်း9000ခွဲပဲရှိမှာဗျနော် Run 464နဲ့ဗျနော်ဒါမျိုးလေးရှိမယ်ရောင်စုံရမယ်ဗျနော်ဒီကောင်လေးဆိုရင်နောက်ထပ် Vivo လေးတွေဆိုရင်ဒီကောင်လေးဆို Run 464လေးနေနဲ့ဗျနော် Y7 ကလေးတွေ Y7 ကလေးဆိုအပြောင်ရှိမယ်အမဲလေးရှိမယ်အနီလေးရမယ်ဗျနော်ဒီကောင်လေးဆို Run 464နဲ့2သိန်း1000ခွဲပဲရှိမယ်နော်ဖုန်းလေးတွေအကုန်လုံးကျွန်တော် shorting လေးတွေရှိတယ်နော် shorting လေးတွေလုပ်ပေးမယ်ဗျဒီမှာနောက်ထပ်ပြပေးမယ် model လေးကတော့ဒီကောင်လေး2သိန်းပေါ်နဲ့ဗျF11 ဗျဒီကောင်လေးဆိုရင်Run 6 128ရှိမယ် Run 4 128 gig ရှိမယ်ဗျဒီကောင်လေးဆို2သိန်းခွဲတစ်ပတ်လေးပဲရှိမယ်နော်2သိန်းခွဲတစ်ပတ်လေးနဲ့ဝယ်လို့ရတယ် Run 6 128 Run 4 128ဒါမျိုးရှိမယ်နော် Oppo F11 လေးတွေပါဗျနောက်တော့ဒီမှာ Samsung လေးတွေတစ်လုံးရှိမယ်ဗျ Samsung ဆိုလည်း2သိန်းအောက်ပဲရှိမှာ Run 3 32 gig လေးနဲ့နော်3သိန်း9000ခွဲပဲရှိမယ်ဗျ A02 ပါဗျနော်ဒါမျိုးလေးတွေရှိမယ်ဗျဖုန်းလေးတွေအစုံရှိပါတယ်2သိန်းအောက်ကော2သိန်းပေါ်လေးတွေရောနော်အပိုင်းလိပ်စာလေးက58လမ်း123 1လေးမှာရှိပါတယ်ဗျနော်ပြည်ကြီးတကုံမြို့နယ်မန္တလေးမြို့မှာပါဗျနော်နေဝေးတွေဆိုရင်ကျွန်တော်ကားတင်ပေးပါတယ်မန္တလေးမြို့တွင်ဆိုရင်ကျွန်တော်အိမ်ရောက်ငွေချင်းစနစ်နဲ့ပို့ပေးပါတယ်ဗျနော်ဆိုင်အွန်လိုင်းအောင်အားပေးလို့လည်းရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်